ပါကစ္စတန်နိုင်ငံမှာဘာလို့ခိုင်ခန့်တဲ့ concrete ခေါင်မိုးတွေအစားအုတ်နီခဲတွေကိုတုံးပြီးခေါင်မိုးမိုးကြတာလဲအုတ်ခဲတွေချားမှအပေါက်ပြဲတွေအများကြီးဆိုတော့မိုးရွာရင်ရိုးစိတ်မှာပေါ့လို့တင်တွေးမိပါလိမ့်မယ်တကယ်တော့အဲ့ဒီလိုမဟုတ်ပါဘူးဒီနီလန်ကတာမန် concrete ခေါင်မိုးတစ်ခုထက်ကုန်ကြစီထုံးပုံတစ်ပုံလောက်ထိပိုတက်တာစီပါတယ်အုတ်ခဲနေမစီခင်မှာအလုတ်သမားတွေကအရင်ဆုံးတန်ပေါင်းတွေကိုဖောင်မိုးရဲ့အခြေခံဖွဲ့စည်းပုံထဲအရင်တက်ဆင်ကြပါတယ်โอเคအရှိပေါ်မူတည်ပြီးတန်ပေါင်းချအကွာအဝေးကိုညှိပြီးတဲ့နောက်မှာတော့တန်ပေါင်းတစ်လုံးဖုံးသွားအောင်โอเคဝေစီခင်းလိုက်ပါတယ်အဲ့ဒီနောက်မှာတော့โอเคချားကကိုဘီလက်မြေဖြော်ရည်တွေလောင်းထည့်ပါတယ်ဒါကရေလုံဖို့အသက်တင်မဟုတ်ပါဘူးโอเคတခဲချင်းစီကိုတသားတည်းဖြစ်အောင်ချိတ်ဆက်ပေးပြီးပုံမိုခိုင်မာတဲ့အမိုးတစ်ခုဖြစ်အောင်လှုပ်ဆောင်ပေးတာပါပြီးတော့အပေါ်ကနေမြေစာထူဤတစ်ထက်ထပ်ဖုံးကြပါတယ်တချို့လူတွေတော့ခက်မမီတော့ဘူးလို့ထင်ရပါမယ်အထင်တော့မသေးလိုက်ပါနဲ့ဒီမြေစာအလွှာကရေယူစိတ်မှုကိုထက်ဆင့်ကာကွယ်ရရုံနဲ့မကပဲအရန်ပူတဲ့အချိန်မှာအစိုးတက်ကိုအငွေ့ပြန်စေပြီးအိမ်ခေါင်မိုးကိုအေးမြနေအောင်ကူညီပေးပါတယ်တကယ်လျှော်ချက်ကတော့အမိုးရဲ့အဆောင်ပါပဲအမိုးကကြည်လိုက်ရင်ပြန့်နေတယ်လို့ထင်ရပြီမဲ့တကယ်တော့ရေစိမ့်လို့ရအောင်အနှဲငယ်စောင်းထားတာကြောင့်မိုးရွာတဲ့အခါရေတွေကအမိုးပေါ်မှာတင်မနေပဲအစွန်းတွေစီကနေတဘာဝအတိုင်းစီးကျသွားပါတယ်ဒီလိုအုတ်ခဲခေါင်မိုးတွေကလဲကိုအယုတ်တွေနဲ့ဆင်တူပင်တဲ့အိမ်ထဲမှာတော့အံ့ဩစရာကောင်းတော့အောင်အေးမြစီပါတယ်။ကုန်ကြစရိတ်လည်းအများကြီးတက်တာစေတာကြောင့် contractor တွေတောင်ပြန်စင်းစားရမယ်နီးလိုက်မျိုးပါ။နောက်ပြီးအိမ်ကိုနေရာရွှေ့ကျင်တာပဲဖြစ်ဖြစ်တိုးချဲ့ကျင်တာပဲဖြစ်ဖြစ်အသုံးပြုထားတဲ့တန်ပေါင်းတွေနဲ့အုတ်ခဲတွေကိုပြန်ဖြုတ်ပြီးတခြားနေရာမှာပြန်သုံးလို့လည်းရပါသေးတယ်။ကဲဒီလိုခေါင်မိုးမျိုးနဲ့ပတ်သက်ပြီးသင်ရောဘယ်လိုထင်ပါသလဲ။